တော်ပြီးစိတ်နာရုပ်ကထောက်ကတ်ဖို့နော်ဒီတော့ကုသိုလ်တရားကြံအသက်ရှင်ရတယ်အခုသာမဏေရောဆရာတော်ရဲ့ညီတော်အငင်းပါမစိုးရင်မှာသံဃာဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲငရင်ထုတ်တယ်ဒီလိုကအသက်ဘေးကလွတ်တယ်အသက်ဘေးကနေပြီးတော့သူများတွေအပါကအဲ့မှာဘယ်တော့ပြန်လို့မူတော့လဲအရှင်နဲ့တကွာပြန်လို့မူတယ်ဒီတော့ကကံတရားရဲ့စံကြည်မှုတဲ့နော်အဲ့တော့ဒီကံကောင်းဆိုတာလည်းပဲဒကာယုသအောင်မိမိကိုယ်ကိုလုပ်ယူရတယ်တဲ့ခန္ဓာကိုယ်ကြီးဆိုတာကဘုန်းကြီးတို့ဒကာကြီးအိုချင်လားမအိုချင်ဘူးအရင်ကရုပ်နဲ့အခုရုပ်ကြည့်သေးလားမကြည့်တော့ဘူးမိမိကတမ်းမှရှင်တယ်ခန္ဓာကိုယ်ကြီးကမတမ်းမှဖြစ်လာတယ်မိမိကမအိုချင်ဘူးခန္ဓာကိုယ်ကြီးကအိုလာတယ်နော်အဲရသံဃာတော်တွေကလည်းပဲမြင့်ဖြစ်နေရညုံနေလိမ့်မယ်အောက်ကိုပြန်ကြွရလည်းပဲကြွလို့ရပါတယ်တရားအလူရကဆောင်းကြတဲ့ခန္ဓာကိုကတ်မှာတဲ့အဲ့ဒါအဲဒီရတာပြင်မတယ်အဲ့ဒါအောက်ပါလေးဆွမ်းလူလိုက်ပြီးအဲဒီဆွမ်းလူလိုက်တွေအတွက်ကြောင့်ဆွမ်းစားလို့ရှိရင်သမင်းစားရအသက်မရှိဘူးလားအသက်ရှိတယ်အဲ့တော့ဆွမ်းစားတဲ့အာယုန်တွေကြည့်ဝဏ္ဏတွေကြည့်ဝဏ္ဏဆိုတာကအစင်းလှတယ်တဲ့အဲ့ဒီအစင်းလှတဲ့ဥစ္စာလေးပဲအစအစာကြောင့်ပဲအစင်းလှတယ်နောက်ဘဝပြုဖြစ်လာတယ်အဲ့တော့ဗလန်တွေကြည့်အခါဗလန်နဲ့ပြည့်စုံရဆိုတာလည်းပဲအစအစာကြောင့်ပฏิပန္နာတွေကြည့်ဉာဏ်ထက်တဲ့ဉာဏ်ကောက်တယ်အခုဆိုလို့ရှိရင်သူတို့ဒါတာမဏေရောဆရာတော်တို့ဆိုလေးကျဘွေးတွေအများကြီးရတာဒါသူညီတို့ကြတယ်လေအဲ့လိုအများကြီးရတယ်အဲ့တော့ဒါကြီးဟာဉာဏ်ကောက်လို့ဘောတခါကြီးဥဒ္ဒအောင်ရဲ့နော်အဲ့တော့ယနေ့ဆွမ်းလူရတယ်ဆွမ်းတရားဓမ္မတို့ကလည်းပဲအသက်တို့တာကိုကြိုက်တယ်လားအသက်ရှည်တာကိုကြိုက်တယ်လားဆိုရင်အသက်ရှည်တာကိုကြိုက်တာပေါ့နော်ဒီတော့ဆွမ်းလူလိုက်ဒီတော့ကြောင့်ကိုယ်ကနေပြီးတော့အသက်ရှည်တယ်အာယုဝဏအစင်းလာတဲ့ဒုက္ခကိုစိတ်တော်ပါချမ်းသာရဲ့ဗလာခွာဗလာနဲ့ပြည့်စုံတဲ့ပฏิပန္နဉာဏ်ပညာထွက်တယ်တဲ့အသက်တို့တာလည်းအန္တရာယ်ပဲတခါကြီးနော်အဲ့ဒီအန္တရာယ်ကိုဗာနဲ့ကာကွယ်ဖို့လေဘယိတ်နဲ့ကာကွယ်မယ်ပဋ္ဌာန်းနဲ့ကာကွယ်မယ်အဲ့တော့ကဘုရားတော်မုံမြဖြစ်စေခါတော့ကတောမိလောက်လာတော့ဝိတ္တတုတ်ကိုရွတ်တယ်တဲ့